မေထုံလဲမေထုံရာသည်ဖွာအတွက်ခေါ်နစ်ရစာအဟောအများစုအတွက်အဟောဖြစ်ပါတယ်မိမိအတွက်တီးတန့်လို့ရင်3လစာ6လစာပိုက်ပါတို့မြကို4ပစ်တိ3မြ9ခုနှစ်133ကနေပြည်ဒီဖက်ဖိုင်နဲ့ပို့ပေးပါတယ်ရှိရတထ16ခုနှစ်စောလာကုသိုလ်ရေးဆိုင်ရာလှုပ်ရှားမှုတွေမှာဥစားရခြင်းမှာဂုဏ်သိက္ခာတက်လာပါလိမ့်မယ်ကိုယ့်ရဲ့စိတ်ကူးတွေကခေတ်ရှေ့ပြင်းနေပြီးသူတပားကအံ့ဩရတတ်ပါတယ်ကိုစောလာလာတထ16ခုနှစ်ပယဟိတလုပ်ငန်းများသို့မဟုတ်လူဒန်းမှုများအတွက်ငွေကြေးအမြောက်အများသုံးစွဲဖြစ်ပါလိမ့်မယ်စီးပွားရေးမှာမတိချတဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုဒီကာလမှာလုံးဝရှောင်ကျဉ်ရပါလိမ့်မယ်အနုပညာဆိုင်ရာပစ္စည်းများသို့မဟုတ်အနုပညာလုပ်ငန်းများမှအကျိုးအမြတ်ရပါလိမ့်မယ်လုပ်ငန်းခွင်မှာကိုယ့်ရဲ့စကားပြောဆိုမှုကြောင့်အထက်လူကြီးတွေရဲ့ယုံကြည်မှုကိုရရှိပါလိမ့်မယ်လုပ်ငန်းခွင်မှာကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုအားလုံးကနှွေးထွေးစွာအတိအမှတ်ပြုပါလိမ့်မယ်ကိုယ့်ရဲ့ကံတရားကတင့်ကိုစိတ်ဝိညာဉ်ပိုင်းဆိုင်ရာတိုးတက်မှုပေးအပ်ပါလိမ့်မယ်မိတ်ဆွေကောင်းတွေကသင်အိမ်သို့လာရောက်လည်ပတ်ပြီးသတင်းကောင်းများပေးတတ်ပါတယ်ကိုယ့်ရဲ့စကားကလူမှုပတ်ဝန်းကျင်မှာအသိပညာပေးသူအဖြစ်ထင်ရှားပါလိမ့်မယ်အချစ်ရေးမှာစကားပြောဖို့ကောင်းရရှိပြီးပျော်ရွှင်စရာအချိန်များပိုင်ဆိုင်ရပါလိမ့်မယ်လက်ကြိုကိုဗုဒ္ဓဟူစီးနှင်းခြင်းမိမိရဲ့အတွေးအမြင်နဲ့အကြံဉာဏ်တွေကိုထိရောက်စွာဖော်ပြနိုင်ပါလိမ့်မယ်စိတ်ဓာတ်ကတည်ငြိမ်နေပြီးငွေရှာရတာကိုပျော်ရွှင်စရာအလုပ်တစ်ခုလိုခံစားရပါလိမ့်မယ်မျက်နှာပိုင်းဆိုင်ရာအလက်အပအတွက်ပြုပြင်ထိန်းသိမ်းခြင်းများလှုပ်ဆောင်ဖြစ်ပါလိမ့်မယ်ကိုယ့်ရဲ့ဉာဏ်ပညာကိုမိသားစုစိတ်ချမ်းသာဖို့အတွက်အသုံးချပါလိမ့်မယ်စနေကြကိုထောက်ကြစီးနှင်းခြင်းဒီစနစ်တကျရှိမှုနှင့်စီကံဥပဒေများကိုထိသက်မြတ်နိုးနေပြီးတာဝန်ဝတ္တရားများကိုတန်ဖိုးထားလေးစားစိတ်ဖြစ်ပေါ်နေပါလိမ့်မည်30ရက်16ခုနှစ်ဇော်လာရာဒုတိုးခြင်းသို့မဟုတ်တာဝန်ကြီးကြီးမားမားရယူရခြင်းကြောင့်လစာတိုးတက်ပါတယ်ဒီကာလမှာအသက်မွေးဝမ်းကြောင်းအလုပ်အကံမှာအေးချမ်းစွာနဲ့အောင်မြင်ပါလိမ့်မယ်စိတ်ဓာတ်ကနူးညံ့ပျော့ပြောင်းနေပြီးသူတပားကိုအလွယ်တကူခွင့်လွှတ်ပါလိမ့်မယ်17ရက်16ခုနှစ်ဇော်လာလူအများရှိမှတင်ပြရတဲ့လုပ်ငန်းဆိုင်ရာကိစ္စများမှာတိစစ်ကြီးမားတဲ့အမြတ်ရပါလိမ့်မယ်ကိုယ့်ရဲ့စီမံမှုအောက်မှာလုပ်ငန်းတွေစနစ်တကျနဲ့အဆင့်ပြေချောမွေ့ပါလိမ့်မယ်စိတ်ကူးထဲမှာငြိမ်းချမ်းတဲ့ကဘာတစ်ခုကိုပုံဖော်ပြီးအိမ်မက်မက်နေတတ်ပါတယ်17ရက်16ခုနှစ်ဇော်လာစေယုံဈေးကန်းသို့မဟုတ်အကျဉ်းအကျပ်ရှိတဲ့နေရာများသို့ရောက်ရှိတတ်လို့ချမ်းမာရေးဂယုဆိုင်ပါစိတ်ပိုင်းဆိုင်ရာလူမြောက်မှုကိုရှာဖွေလို့စိတ်ပြင်းပြနေပြီးတရားဓမ္မတိုင်းပျော်မွေ့နေပါလိမ့်မယ်အရင်ကဆုံးရှုံးခဲ့တဲ့ငွေကြေးအချို့ကိုဒီကာလမှာပြန်လည်ရရှိနိုင်ပါတယ်အရင်ကဆုံးရှုံးခဲ့တဲ့အခွင့်အရေးများသို့မဟုတ်ငွေကြေးများအလိုလိုပြန်လဲရောက်ရှိလာတတ်ပါတယ်လူမှုကွန်ရက်နဲ့အဆက်အသွယ်တွေကနေစီးပွားရေးအခွင့်အလမ်းသစ်တွေရပါလိမ့်မယ်ကိုယ့်ရဲ့စကားပြောဆိုမှုကပြတ်သားပြီးသူတပားကိုဆွဲဆောင်နိုင်ပါလိမ့်မယ်ကိုယ့်ရဲ့မျိုးနွယ်စုအတွင်းမှာအချမ်းသာဆုံးသို့မဟုတ်အပွင့်လန်းဆုံးသူဖြစ်လာပါလိမ့်မယ်လူကြီးသူမတွေရဲ့ချစ်ခင်မှုကိုရရှိပြီးအထူးအခွင့်အရေးများပေးအပ်ခြင်းခံရတတ်ပါတယ်ကိုယ့်ရဲ့စိတ်ဓာတ်ကတိုက်ပွဲဝင်လို့စိတ်ပြင်းပြနေပြီးအရှုံးမပေးလို့တဲ့စိတ်ဓာတ်မျိုးရှိနေပါလိမ့်မယ်အရင်ကစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ကိစ္စတွေဟာအခုအချိန်မှာအလိုလိုပြေလည်သွားပါလိမ့်မယ်စိတ်ကူးထဲမှာအိုင်ဒီယာသစ်တွေအမြဲပေါ်နေပြီးအလုံးမှာအသုံးချနိုင်ပါလိမ့်မယ်မိတ်ဆွေသစ်တွေအလွယ်တကူရရှိပြီးလူမှုရေးနဲ့ပဲခြေပြန့်လာပါလိမ့်မယ်လေဂျိုကိုဗုဒ္ဓဟူစီးနှင်းခြင်းမိမိရဲ့အကြံဉာဏ်တွေကိုသူတပါးနားလည်အောင်လွယ်ကူစွာပြောပြနိုင်ပါလိမ့်မယ်အဖို့တန်ကြောက်မြတ်ယတနာများသို့မဟုတ်
ရွှေထည်များဝယ်ယူစုဆောင်းဖြစ်ပါလိမ့်မယ်။အရင်ကရဖို့ခဲရင်းနေတဲ့ငွေကြေးတွေကိုဒီကာလမှာအလွယ်တကူပြန်ရနိုင်ပါလိမ့်မယ်။စနေကြိုကိုတောက်ကြစီးနှင်းခြင်းဒီစနစ်တကျရှိမှုဖြင့်စီကဥပဒေများကိုထိသက်မြတ်နိုးနေပြီးတာဝန်ဝတ္တရားများကိုတန်ဖိုးထားလေးစားစိတ်ဖြစ်ပေါ်နေပါလိမ့်မည်။73ရက်2016ခုနှစ်ဇော်လာအသင်းအဖွဲ့များသို့မဟုတ်လူမှုအဖွဲ့အစည်းများမှတစ်ဆင်စီးပွားရေးအဖွဲ့အလံသစ်များရပါလိမ့်မယ်။လူမှုရေးလုပ်ငန်းတွေမှာပါဝင်ခြင်းဖြင့်စိတ်ချမ်းသာမှုနဲ့နာမည်ကောင်းရပါလိမ့်မယ်။ကိုယ့်ရဲ့အောင်မြင်မှုကကိုယ့်ရဲ့မြန်ဆန်တဲ့လှုပ်ဆောင်မှုအပေါ်မှာမူတည်ပါလိမ့်မယ်။14ဇော်လာ2016ခုနှစ်ကိုပြန်လည်စမ်းစစ်ပြီးဘဝသစ္စာဖို့အတွက်ငွေကြေးအရင်အပြီးပြင်ဆင်ပါလိမ့်မယ်အဝေးတစ်နေရာကနေမထင်မှတ်ထားတဲ့သတင်းကောင်းများရရှိတတ်ပါတဲ့စိတ်ထဲမှာလိုချင်တာမှန်သမျှအလွယ်တကူရရှိနိုင်မည်ကံရှိနေပါလိမ့်မယ်